ချိန်ဆိုင်လို့ထားကိုမျက်နှာရဲ့ပန်းလေးတစ်ပွင့်ကိုချိန်တွေဟောင်းသွားလဲပဲခုထိမမေ့သေးဘူးရင်မအမြဲတမ်းတွန်းနေမဟုတ်ခဲ့ဘူးဆိုဒါကိုအချစ်လုံးဝမပြောတတ်သူကိုနောက်ဆုံးထွက်သက်တီမေးရရတဲ့များလဲရင်နဲ့ဆွဲလိုက်မောသူမပြောင်းလဲဘူးထာဝရရင်နဲ့မပြောင်းလဲတတ်သူမိရှိရောက်ပြန်လာမယ်ဒီမျိုးလေးရဲ့မိုင်းတွေချလဲမိရှိမောင်ပြန်လာမယ်ဒီ professional လုပ်နေပြီလားကလေးဆိုင်နေစမ်းပါငါခလေးမဟုတ်ဘူးတော့ခလေးကသူ့ဘာလိုချင်လဲဆိုတာမသိတယ်လို့ဘယ်လောက်ရတယ်ဆိုတာလည်းမသိဘူးတော့ထားခဲ့ပန်းချောင်းလေးတစ်ပွင့်တော့ဘာကြိုက်တယ်မှမသိတော့လို့စိတ်တာဝင်စားလိုက်တော့နော်မင်းကဓာတ်ပုံစရာစိတ်မဟာလေအိမ်မှာရောက်နေပြီစကားကိုသွားကိုချိန်ထားရဲဆိုဇော်တက်နဲ့တွဲနေတဲ့တတိတန်ထင်နေဒီမှာဖေသူ့ကိုတော့ဖုန်ကြီးကောင်းကောင်းမသိဘူးကွယ်ဘိုးဘွန်လည်းတေချာစဉ်းစားပါအောင်ဖေရဟာငါမင်းတဲ့တတိကောင်းတယ်ကွာငါဇော်ထက်ကြောင်းမှကောင်းကောင်းသိတာရှင်ဖေဦးစောတဲ့တွေ့ရရင်ပဲအဆင်ပြေပါပြီဖေဇော်ထက်ကဒီမှမရှိဘူးကွယ်ပကံမှာသင်္ကန်းဝတ်နေလို့ပြောတယ်မနစ်ကတော့မန်းလေးလာပြီးဆေးလာပုတ်သွားသေးတယ်မြင်းကဘာရွာမှာလို့ပြောတယ်ကွယ်မြင်းကဘာရွာတွားချင်တော့တွေ့မှာပေါ့ကွာသူတို့ရှာနေတာမက်ခင်နေသည်ဆိုတော့ပါဖေရရောခက်ပြီးဖုန်ကြီးလာပြီးမိမရှာခိုင်းနေရတယ်ခင်နေစီလည်းမသိခင်စပယ်လည်းမသိမင်းငါ့ချီကိုပောက်ကရည်ခေါ်မလာသမ်းမနဲ့ကွာတကားလေးတော့သူပြောတဲ့စကားမယုံကြနဲ့ဘိုးဘိုးနေပါဦးဖေရဘိုးဟာဗျာပြောချင်တာပြောပြီးထွက်ချင်တာထွက်သွားတော့တာပဲတကယ်တမ်း तू ကအားမနာတတ်တာဗျကျုပ်ကတောင်းပန်ပါတယ်ဗျာဒါပေမဲ့ကျုပ်ဖို့ဥစောထက်ဘက်ကမှဘုန်းကြီးဝတ်နေတာကျုပ်မသိရိုးအမှန်ပါဒါပေမဲ့လေခင်ဗျားတို့ကိုကူညီနိုင်တာတခုတော့ရှိတယ်ဗျဒီကြောင့်မှဘေးရင်အရန်မှန်တဲ့ဆရာတော်တစ်ပါးတော့ရှိတယ်ဗျခင်ဗျားတို့သိချင်တာလေးတွေလိုက်မေးလို့ရတယ်လိုက်ခဲ့ပါလားလာပါတိတ်မှန်လို့ပါနော်လာအရန်မှန်တယ်လားပူးစုပတ်သက်မှန်တယ်လားလိုက်ခဲ့လားနော်လာပါမှန်တယ်တကယ်ကိုမှန်တယ်လားမင်းမယုံမရှိနဲ့လားလိုက်ခဲ့တော့လားမင်းကဓာတ်ပုံစံရောက်လာရင်ဘာတွေတောက်ပြန်မလဲမသိဘူးဟာဆရာတော်ကျမ်းပါပါလားဖေရမာပါဗျာမာပါကိုင်ဆိုသားမအောင်လူပြောင်းရှာတာခမရတော့မဟုတ်ပါဘူးသူတို့ကမန်လေးရလာတာပါဖေရသူ့နာမည်ကဖုံးမိုးသွန်းတယ်ဗျနိုင်ငံခြားပြန်လာတာပါဖေရသူ့နာမည်တော့ငွေနှင်းဆက်ပါဗျာသူကတော့ tourist guide တယောက်ပါဗျာကဲမေးကြလေတပည့်တော်ကဘယ်တော့မမေးတော့ပါဘူးဖေဒါမှသိချင်တာလေးတစ်ခုတော့ရှိပါတယ်ဆရာတော်မေးခွင့်ပြုပါဖေမေးပါဗျာမေးပါဒီအနည်းနာတစ်ဝိုက်မှာဦးဖုံးကျော်ရှိအမည်နဲ့ဖုံးကြီးเจ้าလို့ဇေယျတို့ဇေဒီပတိုးလို့ရှိရလို့ကြားဥပါသားလားဖေရှိတယ်တေချာပေါက်ကိုရှိတယ်ဆက်မမင်းနေတော့ဥဖုံးကျော်ရှိမူနေ့ကြာမှလာခဲ့နေမိုးမတက်ပြီးကျုပ်စီရအောင်လာခဲ့ဒီနေ့ပြန်ကြတော့တင်ပါဗျာ
ဖုန်းမသွင်းပါဘူးဖွာ ငါမေးလေးစီအဖွားလဲဖုန်းဆက်မလို့ ဘာလို့ထူးသေးလဲဖွာရဲ့ မင်းဖိုးချင်နေရတော့ဘာမှမထူသေးပါဘူးကွယ်ဆရာဝန်ကြီးတွေကတော့ငါသားဘယ်တော့ပြန်လာမလဲလို့မေးနေကြတယ်သူတို့ကြည့်ရတာတစ်ခုခုတိုင်ပင်ခြင်းတလို့ပဲငါသားဘယ်တော့လောက်ပြန်လာမယ်မှန်းလဲ ကျွန်တော်လည်းအဖိုးခိုင်းတဲ့ကိစ္စလေးတွေမပြီးသေးလို့ပါဖွာရဲ့အများဆုံးပြီးအောင်တော့အတက်နိုင်ဆုံးစူးစမ်းနေပါတယ်ဒီကိစ္စလေးတွေပြီးတာနဲ့ကျွန်တော်အဖွားစီကိုအများဆုံးပြန်လာခဲ့မှာပါဖွာ မျိုးမငင်းရဲ့စကိုင်းတောင်တချင်းကနေစပြီးစန္ဒယာလှထွေရဲ့ဇေယကန်းလှပချီအထိအလွန်ခစ်စားတဲ့တေးဂီတာတွေဝေးဖွာပြီးရဲ့နေရာလေကျမတော့ကြပြားကြီးတချင်းနေမရေးတတ်လို့ဒီနေရာကိုရောက်ရင်ဘာမှမသိတဲ့ feeling လေးတစ်ခုရနေတယ်ဟိုးမကြည့်ပါဦးကျမတို့မန္တလေးမြို့ကြီးကမလှဘူးလားပကြီးကားကြီးတစ်ချက်လိုပဲနော် မြန်မာနိုင်ငံကသချင်းနဲ့တိတ်မရှင်းနေတော့ဒီစက်ပွဲချင်းတွေကြောင်းကိုတိတ်မသိဒါပေမဲ့ဒီနေရာမှာမြင်ရတဲ့ရှူရင်းနေရတော့တကယ်ကိုဓာတ်မိုးစရာကောင်းတယ်မြန်မာပြည်ရဲ့အလှပဘာသာသာသနာနဲ့ပေါင်းစပ်ထားတာဆိုတော့ပိုပြီးထူးခြားတယ်လို့ခံစားရတယ်တကယ်ဆိုရင်ကျွန်တော်ကြည်နူးနေရတယ်ဒါပေမဲ့ဒီရရှုခွင့်နဲ့အားလုံးတော့ကျွန်တော်အားနာတယ်ဗျကျွန်တော်ရင်ဘတ်ထဲမှာအဖိုးပေးထားတဲ့တာဝန်မချေပြုံမှုတွေနဲ့စိတ်ထဲမှာလေးလံဒီစိတ်ကြီးနဲ့တော့ဘာကိုကြည့်ကြည့်လှမှမထင်ဘူးဗျအဖိုးပေးထားတဲ့တာဝန်တွေကြည်ကြည်ပြုံပြုံထမ်းဆောင်ပြီးတော့တနေ့ကြတယ်ကျွန်တော်ဒီနေရာနောက်တစ်ခေါက်ထပ်လာတယ်လွတ်လပ်ပေါ်ပါတဲ့နှလုံးသားနဲ့ဒီနေရာကိုနောက်တစ်ခါကန်စားကြည့်မယ်ဗျာ ဆူတောင်းမို့တော့ရဲ့ခရီးရန်ဘာသာဝင်တွေက confession နဲ့စိတ်ကိုစေးတယ်လို့အာဘတ်ဖြေလိုက်တာနဲ့လက်ပြတန့်သွားကြတယ်တဲ့ကျမတို့ဗုဒ္ဓဘာသာဝင်တွေကတော့ဆူတောင်းခြင်းနဲ့စိတ်ကိုအားတွေကိုဖြည့်ကြတယ်မန္တလေးမှာအဲ့လိုစိတ်ကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့အားဖြစ်စေရနေရအများကြီးရှိတယ်ညစ်နေတဲ့စိတ်လေးကိုစေးကြောပေးရနေရတယ်လေဘာမှမသိပဲပိမ့်ပိတ်အောင်မှောင်နေတဲ့အခါမျိုးမှာဖြူစင်တဲ့စိတ်လေးကအလင်းရောင်ပေးတတ်ပါတယ် ဖြူစင်တဲ့စိတ်ကလေးဟာအလေးရောင်နေတာကျွန်တော်တို့တမိသားစုလုံးကလေပုံမှန်ကူရဲ့ပေးချက်တွေပါကျွန်တော်သမီးအငယ်ဆုံးလေးက3နှစ်ပဲရှိသေးတယ်သူကလည်းပုံမှန်ကူမှပုံမှန်ကူနေဆိုးမှုကုမ္ပဏီရဲ့ကြော်ညာလာပြီဆိုရင်လေသူ့မှာလိုက်ဆိုလိုက်ကလိုက်ရတာမော့ ကျေးဇူးတင်ပါတယ်ရှင်ပိုပိုတို့လိုနုပညာသမားတွေရဲ့အသက်ကပြိတ္တလက်ထဲမှာပါပြိတ္တရဲ့အချက်ကပိုပိုတို့အတွက်ခွန်အားပဲပြိတ္တကချစ်တယ်ကြိုက်တယ်လို့အားပေးလေလေပိုပိုတို့မှာပိုပြီးစူးစမ်းရလေလေပဲအဲ့ဒီကြော်ညာကိုကြိုက်တယ်ဆိုတော့အကိုကြီးတို့ရဲ့စိုင်ကြော်ညာကိုလည်းအဲ့ဒီကြော်ညာထပ်ပို့ပြီးသားလုပ်ပြရမှာပေါ့မဟုတ်ဘူးလား ကျွန်တော်တို့ကတော့ပုံမှန်ကူပဲပုံမှန်မှာဒါနဲ့ပုံမှန်ကူကကိုယ်တိုင်တိုက်တာလုပ်တာဆို ဒါရိုက်တာအများကြီးတယောက်ပါဟိုတခြားဒါရိုက်တာတွေခိုင်းတာလည်းပိုပိုကတရုပ်ဆောင်ပေးပါတယ်ပိုပိုကိုပိုပိုလည်းပြန်ခိုင်းပါတယ်ဟိုကြော်ညာရှင်တွေစိတ်တိုင်းကြပါရှင် ကျွန်တော်တို့ကတချင်းကိစ္စတွေရောရိုက်ကူးရေးကိစ္စတွေရောအားလုံးအပ်ချင်တာကိုယ်တိုင်လိုက်မလုပ်နိုင်ဘူးလေကိုနားမလဲတဲ့ကိစ္စကိုလည်းသူများကိုဆရာလိုက်မလုပ်ချင်ဘူးကြာ ဟုတ်ဟိုလိုချင်တဲ့ပုံစံကတည်တည်ချပြောပြပါကျမအားလုံးတာဝန်ယူပေးပါမယ်လက်တွဲရင်တန်တရားမဝင်နဲ့တန်တရားဝင်ရင်လက်မတွဲနဲ့ဆိုတဲ့စကားပုံကျမသိတဲ့ဘောကြတယ်အဲ့ဒီအတိုင်းပဲဖြစ်ချင်ပါတယ် အမလေးဗျာဘာတန်တရားမှမရှိပါဘူး 100% ဒါမလို့တချင်းလေးကတော့မြူးပလေးစင်တော့တိတ်အေးတာကြီးဆိုမကြိုက်ဘူးဗျာ ကျမတချင်းအကျန်းကိုစပြီးပို့ပေးလိုက်မယ်လေတချင်းရေးမယ်ဆိုမယ်ပြီးတော့အတန်သွင်းမယ်
ပြီးမှပဲရိုက်ရက်ညှိကြတာပေါ့ ကျွန်တော်ကတော့သတင်းကြိုမိလွှင့်နေတာနော်အဲ့ရက်ကတော့တက်ကက်ဖြစ်ကလေးစီ ရပါတယ်ဟုတ်တချင်းရိုက်လို့ရှိရင်ကျမနှစ်ချိုးရိုက်ပေးမယ်အကိုတို့စိတ်ကြိုက်တချိုးရိုက်ပေးမယ်အဲ့ဒီအချိုးမှာအကိုတို့ကြိုက်တယ်လို့ကြီးများခွင့်ပေးထားမယ်နောက်တစ်ချိုးတော့ကျမစိတ်တိုင်းကရိုက်ခွင့်ပြုပါပြီးမှပဲကြိုက်တာအောင်မင်းပေါ့ရှင်နှစ်ချိုးရိုက်ပေးမယ်ကျမတချိုးတက်ပေးယူမှာပါရိုက်ကူးရင်တော့မန္တလေးမှာပဲတည်ချင်တာပေါ့နော် မန္တလေးမှာပဲရွာနေပြီတည်လို့ပြီးတော့တမီးလှုပ်ချင်တဲ့လုံငန်းကိုတည်စီချင်တယ်ဒီနေ့လည်းအသက်ကြီးလာပြီဘဝရဲ့လက်ကျန်အချင်းလေးကိုတမီးလေးနဲ့ပဲရှိနေချင်တယ် မမေရဲ့ဘယ်နေရာပဲရောက်မမေကိုချစ်တဲ့အချစ်တရားတမီးနဲ့မှရော့မသွားပါဘူးအဲ့ဒါအဓိကမဟုတ်ဘူးလားမန္တလေးမှာနေတော့မမေကတမီးကိုပွေထားလို့ရတဲ့အရွယ်မှမဟုတ်တာတမီးမှာရည်ရွယ်ချက်တွေရှိတယ်အဲ့ဒီရည်ရွယ်ချက်တွေကိုအောင်မြင်အောင်လုပ်ပေးနိုင်တဲ့အခွင့်အလမ်းတချို့ကရန်ကုန်မှာရှိနေတာဒါကြောင့်တမီးကစူးစမ်းနေတာပါကြော်ရမှာမနေရတော်ရမှာနေရမယ်လေရှိရှိတုန်းကလည်းဒီလိုပဲပြောခဲ့တာမဟုတ်လား တမီးရဲ့ရည်ရွယ်ချက်တွေထဲမှာမိမိတို့ဘိုးစီပေါင်းစဲလုပ်ခဲ့တဲ့ရွှေရည်ထိုးလုပ်ငန်းကိုထပ်မစင်စားတော့ဘူးလားဒီလုပ်ငန်းနဲ့ပဲမိမိတို့ထမင်းစားခဲ့တယ်တမီးတို့ပညာတွေသင်ပေးနိုင်ခဲ့တယ်အချမ်းသာရေးမဟုတ်တော့မှလူနိုင်တန်းနိုင်ခဲ့တယ်ဒါဆိုလုံတော့ပြီမလား သမီးငွေနောက်လိုက်တာမဟုတ်ဘူးလေမိဘလက်ငုပ်လိန်လုပ်ငန်းကိုကျေးဇူးကမ်းတာလည်းမဟုတ်ပါဘူးခေတ်ကအရှိန်ဟုန်နဲ့ပြောင်းနေပြီမေရဲ့သမီးတို့မိန်းမတွေဟာယောက်ျားတွေထက်အလုပ်လုပ်နိုင်တယ်ဆိုတော့သမီးပြမယ်မြန်မာပြည်ကနိုင်ငံခြားခရီးသွားဧည့်သည်တွေအလွန်ကြိုက်နေတဲ့အတိုင်းပြည်မျိုးပါခရီးသွားလုပ်ငန်းကိုသာတိတိကျကျလုပ်နိုင်တိတ်ကိုအောင်မြင်နိုင်တဲ့အတိုင်းပြည်ခရီးသွားလုပ်ငန်းဆိုတာလုပ်ချင်တိုင်းလည်းလုပ်လို့မရဘူးမေတိုင်းပြည်တစ်ပြည်မှာကျွယ်ဝတဲ့ယဉ်ကျေးမှုဖန်ဆားနိုင်တဲ့ရှင်းအောင်အမွေအံ့ဩသွားနိုင်တဲ့ပညာရေးတွေရှိမှဖြစ်မှာအဲ့ဒါတွေအားလုံးကသမီးတို့စီမှာရှိနေတာပဲလေသမီးတို့မကျွမ်းတဲ့အပိုင်းကိုအခုစူးစမ်းနေတာပါမေရဲ့ ငါသမီးလေးရတော့လေလှုပ်ချင်တော့မဖြစ်ပြအောင်လုပ်မယ်အာဇာနီမပဲဟမ်ကဲရော့ သမီးလှုပ်ချင်တာတွေကမဟုတ်တာတွေဘယုတ်ဒုက္ခတွေတခုမှမပါပါဘူးမေရဲ့ပြီးတော့အမေပြောတဲ့ယဉ်ကျေးမှုဆိုတာပို့ပြီးတန်ဖိုးတက်အောင်လုပ်တဲ့အစီအစဉ်ပါ ကောင်းပါပြီတော့ကောင်းပါပြီတွေ့ရတော့စစ်တထေးဟမ်တွေ့ကြည့်မှစိတ်မရှိမဖြစ်ပေါ်တယ်အရေးကြီးတယ်နော်ဟဲ့သမီးခဲလုံးနေနဲ့အကောင်လေးအောင်စိတ်ကထားပြီလား သူ့ဖိုးရှာခိုင်းထားတဲ့လူစုံစမ်းနေတော့မယ်မေ ဟဲ့လူပြောက်ရှာတယ်ဆိုတာဖျားကြီးတို့ဖူးဖူးကြီးကိုအရင်ဥတိုင်ပြီးဆွတောင်းရတာသမီးရဲ့ ဟုတ်ကဲ့ပါမေရဲ့ဖယားကြီးမင်းတဲ့တော်ကြီးကပွဲကိုမနေ့ထန်လိုက်ပို့ပေးမယ်လို့ပြောပြပါပြီ မောင်တေစာအောင်တယောက်လေဘယ်ရောက်နေလဲမသိဘူး ဟာမေရလေ အမေကမလဲငါသမီးလေးလဲမှသာအမေကစိုးရိမ်နေတာမင်းမတစ္ဆာလူမကတိတဲ့ဖွားခင်ဦးမမေကတိပေးထားတာသမီးလည်းအတိပဲနော်မောင်တေစာနဲ့သမီးကိစ္စလူကြီးချင်းပြောဆိုထားတာကြားလာပြီသမီးရဲ့အမေမျက်နှာမပြတ်ချင်ဘူးသမီးနော် တေစာတို့ကတိတ်ချမ်းသာတာဖွားခင်ကိုလည်းသမီးချစ်ပါတယ်ဒါတသက်ပဲမေအခုလိုဖြူဖြူစင်စင်ရင်းနေနေကြတော့ကောင်းနိုင်ကြတာပေါ့သူတို့ကချမ်းသာလို့ခေါင်းကြီးလိုက်တယ်ဆိုတာမျိုးတော့အဖြစ်မခံနိုင်ဘူးမေပစ္စည်းမဲ့လို့လက်ထက်တယ်ဆိုတာမျိုးတော့လုံးဝမဖြစ်ချင်ဘူးမေက စိတ်သာရှင်တော်ဘုရားဟောတဲ့ကိုယ်စိတ်ရဖြူစင်ဖို့ကပဓာနာပါကိုလေးပြတတ်နေရင်ဘယ်သူမှကိုယ်အယောင်မစိုးနိုင်ဘူးသမီးကညာအခါမလဲတဲ့အချိန်နဲ့ကုန်တယ်လို့ပါတယ်သမီးရဲ့ သမီးအနေနဲ့ကတော့အောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်ပြီးမှပဲလက်ထပ်ချင်တယ်မေနှုံးမရင်နောင်တတွေရနေမယ်တစ်ဖက်ဆောင်းနှင်းဖြစ်တာမျိုးသမီးခံစားနိုင်မှာမဟုတ်ဘူးမေမေကိုသမီးတစ်ခုမေးချင်တယ်သမီးကိုမှန်မှန်ဖြေပါလားယင် သမီးလေးကမေးတော့တယ်အမေကဖြေပေးရမှာပေါ့ကဲပြောဘာမေးမလဲဟမ်အမေမညာတတ်လို့ဆိုတာငါသမီးလေးမသိဘူးလား သိလို့မမေးတာပါမေဟိုနေ့ကဗီဒီယိုထဲမှာရှိတဲ့ဓာတ်ပုံကိစ္စလေးဖုံးမိုးသွင်းထုတ်ပြတဲ့ဓာတ်ပုံနဲ့ဗီဒီယိုရဲ့ဓာတ်ပုံရှင်ကအတူတူပဲမဟုတ်လားမေ နင်းစင်ဖုန်ကြီးမှုရွာပတ်ဆိုတာမဖြစ်နေ အမေမညာခြင်းပဲညာနေတယ်ဆိုတာအမေသိတယ် ဘာငါလူကြီး
လူကြီးကလူငယ်ဘာကြောင့်ညားမှာလဲမပြောတဲ့လို့မပြောတာညီတို့อ่ะညာတယ်လို့ထင်နေရလားအေးညာတယ်ပဲထားအမေလှုပ်တဲ့လူอ่ะသမီးကိုဘာကြောင့်ညာလဲဘာကြောင့်လဲအဲ့ဒီအမှန်တရားမှာအန်နေရတွေစိတ်ဆင်းရဲမှုတွေအများကြီးရှိနေလို့အမှန်တရားဆိုတာသိခါတယ်မခံမရိုက်နဲ့လောက်ခါတယ်အခါကိုတရားမှတ်နေတဲ့အရွယ်ဆိုတော့လေပြောရခက်လိုက်တာအေးဖို့ဘာသဘောကျနေလဲမင်းကတကယ်ရတဲ့ကောင်ကွာဗါတဲ့အချစ်ဆိုတာတဲ့ရှင်တဲ့လူကိုတေအောင်တတ်နိုင်တေတော့မဲ့လူကိုလည်းရှင်လာအောင်မစွမ်းနိုင်ဘူးလားတကယ်ရတယ်ကွာမင်းကပြောလိုက်တော့ချစ်တဲ့ပတ်သက်ရင်မင်းဆရာကြီးတော့ပါဒါပေမဲ့အချစ်ဆိုတာမင်းဘာမှမသိတဲ့ကောင်းစီကွာအချစ်ဆိုတဲ့အကြောင်းမှာမင်းကမူလာတော့မအောင်ဘူးဟုတ်တယ်ကျွန်တော်အဖိုးပြောတယ်လို့အချစ်ဆိုတဲ့အကြောင်းမှာခြာတိတ်ပါတေးသေးလေးပါဒါနဲ့ကျွန်တော်အသေးချာပြောလိုက်တာကတော့ကျွန်တော်အချက်ကိုမကိုးကွယ်ဘူးဘယ်တော့မှမကိုးကွယ်ဘူးအဲ့ဒီအချက်ကိုမကိုးကွယ်သူရဲ့အချက်ကလည်းကျွန်တော်ဘယ်လုံးမှဒုက္ခမပေးနိုင်ဘူးငါကလည်းအချက်ကိုမကိုးကွယ်ဘူးကွာဒါပေမဲ့အချက်ကိုလေးစားရမယ်ယူရရမယ်ဘော်ဒီပေါ်စားလို့အချက်ကိုမယူသေးမလေးစားရင်အချက်ကခတ်တာအနည်းသိတယ်ချစ်စရာကိုဝေဖန်ဖို့အကဲဖြတ်တိတ်ကိုစောပါလိမ့်ဟုတ်အချစ်ဆိုတာကျွန်တော်တက်ချင်တဲ့အကြောင်းမဟုတ်အချစ်ဆိုတာကျွန်တော်ရှောက်ချင်တဲ့လမ်းမဟုတ်ဒါကြောင့်ဒီပါရမှာကျွန်တော်ဘယ်တော့မှကြာရှုံးမှာမဟုတ်ငါနီးအချစ်ဆိုတာနဲ့ဝေးရမင်းပြေးလို့ရချင်မှရမယ်ဒါတော့ခဏမင်းလွတ်အောင်ဆောင်လို့မရဘူးတစ်ပင်မှာအမြဲတည်းလူမှာအချစ်မမြင်ရတိုင်းမရှိအသေးချကိုရှိတယ်ဟေးလောကကြီးမှာမုန်တိုင်းမတိုက်အောင်မရင်မလှုပ်အောင်ရေပကြီးအောင်တားဆင်ပြီးပညာဆိုမရှိဘူးဘာဖြစ်လို့သိလားအဲ့ဒါသဘာဝတရားမလို့အင်မတန်မှမမှန်းဆနိုင်တယ်ပြည့်ကျွယ်ဝလာတယ်သဘာဝတရားကြီးလှိုင်းကြီးလှိအောင်တောင်ကြီးပွားအောင်တဘောကဘလောက်ပဲကြီးကြီးလူသားတွေရဲ့အာမန်အောင်ရောက်ရတာမဟုတ်ဘူးလားအဲ့လိုပဲအချစ်ဆိုတာလဲတဘောကတရားတွေတစ်ခုပဲလေကျွန်တော်တို့မှာအုံနောက်ရှိတယ်အုံနောက်လွင့်အောင်တက်နေတဲ့မုံတိုင်းပညာကိုပြုံအောင်လှုပ်နေတဲ့ငလျင်အသိဉာဏ်ကိုနစ်လို့လွှမ်းနေရှိဆိုမရှိသေးပါဘူးကွာအုံနောက်ကြီးရလေရင်ဘတ်ကြီးအောင်ရောက်ပျောက်ဆိုတာပဲနော်လောကမှာငါကြီးမှတ်တာရင်မကြီးရအတင်းတော့ဘေးရအားမလို့ဆိုနေတယ်ချစ်သူရဲ့မျက်စောင်းဟာမုံတိုင်းနဲ့ပြင်မရင်နဲ့ကြမ်းတယ်ကြီးလိုက်နေတယ်ပြင်မင်းကကြောက်သေးကိုမကြဘူးတော့မင်းပြန်သိမှတ်ထားအချစ်ဆိုတဲ့ကြောက်မှမသိကိုကြာမှမသိကိုကြာနေတာအေးကြာမှလည်းသိရောပြန်ကိုတက်လို့မရတော့အချစ်ဆိုတဲ့ကြောက်ပြန်တက်လို့မရတဲ့ကြောက်ပြန်မတက်စေခြင်းနဲ့ကြောက်အဲ့ဒါငါမိတ်မှတ်ထားဟာအဖိုးကအစိုးရိမ်လွန်နေတာအဖိုးတူးတူးဘယ်လိုလူဖြစ်လာကျွန်တော်ဖိုးမိုးတော့ဟာအဲ့လောက်ညံ့မလို့အဖိုးထင်တော့လားအဖိုးကလည်းကောကျွန်တော်မယုံကြည်တော့ဘူးလားဟာအချစ်ကိုမယုံကြည်ရတာကွာအဲ့တော့ကျွန်တော်အထင်သေးတာဟာအချစ်ကိုအထင်မသေးရတာကွာဒါမှအချစ်ဆိုတာပန်းနဲ့လှတဲ့အရာဒါပေမဲ့အချစ်ကပေးတဲ့ခံစားမှုကတော့ဆိုးရရှာတယ်ငါမင်းကိုသင်ပေးတယ်အများကြီးပဲကွာငါညံ့ငါမင်းကိုသင်ဖို့ကောင်းတဲ့တခုမေ့သွားတယ် I miss one မင်းကိုအချစ်ဆိုတဲ့ subject ငါသင်ဖို့မေ့သွားတယ်အဲ့ဒါကျွန်တော်လုံးဝမသိရင်လည်းပညာအဲ့ဒါကျွန်တော်လုံးဝမတက်ချင်တဲ့ဘာသာပဲဟာအဲ့ဒါကိုမသိလို့မင်းမတက်မင်းတက်လို့ခံစားသွားမှာပေါ့ကွာဒါမှအချစ်ကိုပန်းလို့ထင်လို့မင်းနင်းလိုက်အဲ့ဒီအချစ်ကဂျနတ်
အင်ပီတန်သိမြတ်နေတယ်အများကြီးထပ်ထွက်လာတော်မမီအချစ်ကိုသွားမကစားပါနဲ့ကွာနော်အချစ်ကပြန်ကစားလိုက်အဲ့ပြန်ကစားတော့ခံစားမယ်တော့ကမှမဘူးဖားသေးပါဘူးဟာအဖိုးအဖိုးအဖိုးဘောဟယ်လို အဲ့တဲ့ရောက်နေပါတယ်ဖျားချင်းမနဲ့တက်တော်ကြီးကပွဲသွားဖို့လို့ပြောပါတယ် ဟောဟုတ်ကျွန်တော်အမြန်ဆုံးလာမယ်မပြောရပါနော်ဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ်ဖျားကြီးကိုရွှေသင်္ကန်းကပ်ရမယ်လေဖျားကြီးရှိတယ်ဖျားကြီးမျက်နှာတော်ကြီးကပ်ပြီးမှဖျားကိုတက်ခွင့်ရမှာဒီနေရာမှာတော့သူကနေဆက်တဲ့အခွင့်အရေးတာပါတယ်ယောက်ျားလေးတွေဖျားကိုတက်ခွင့်ရတယ်နေစားကဖျားကြော့ပြရတယ်ရွှေသင်္ကန်းလေးလာပေးတယ်မမေတို့ရွယ်ပြီးဝင်လာတာဆိုတော့ရွှေသင်္ကန်းလေးကပ်ပြီးရတယ်သူ့ကိုပြေးလိုက်ရမှာအဆောင်နေပြီနော်
ခင်ဘယ်တော့မှရောက်လာလဲဟဲ့မီကိုအဖွားမေးရမှာဘယ်တော့မှရောက်နေတာလဲလို့ဟောရင်းစက်များတော့ဆုံးပါပြီလေရန်ကုန်ကကုမ္ပဏီတစ်ခုကအကူအညီတောင်းလို့လေအဲ့ပြင်သစ်ရလာတဲ့ဧည့်သည်တရားကိုလမ်းညွှန်ပေးနေတာအဖွားရဲ့ဟုတ်ငါမင်းကဘာမှမတင်တဲ့တစ်ခုတက်နေတာဆိုတင်တဲ့တလားလောက်ပဲကြာတာပါသမီးရန်ကုန်ရောက်လာကြားလာပြီအဖွားရောဘယ်လိုလုပ်ပြီးတော့ရောက်လာလဲအဖွားမနေ့ကလည်းမိုးကုတ်ကဆင်းလာတာလမ်းမှာကားပြက်လို့ရေမိုးချုံမှာမန္တလေးရောက်တယ်မင်းရဲ့အဖွားကိုမိတ်ဆက်ပေးရအောင်မယ်တွန်းခဏဒါပြင်သစ်မှာအလုပ်လုပ်နေတဲ့ဖုံးမိုးသွန်းနဲ့ပြင်သစ်မှာဒါအလုပ်လုပ်တာပါသူ့ဖိုးကလေမြမစာပေမြမဒလိထုံးစံတွေကိုကောင်းကောင်းသင်ကြားပေးထားတော့မြမယူဝနေတဲ့သူပေါ့သွန်းဒါရတနာတော်ခင်ဦးတဲ့မိုးကုတ်မြို့ရဲ့မြို့မျက်နှာဖုံးလေကျောင်းမြရတနာလောကမှာတိတ်ကြော်ကြတဲ့ခင်ရတနာကုမ္ပဏီပိုင်ရှင်ပေါ့နိုင်ငံခြားကိုရောက်နေတဲ့မြန်မာလူငယ်ပေါ့မြန်မာပြည်မှာရှိနေပြီနိုင်ငံခြားကိုအားကျတဲ့လူငယ်ရောမတွေ့ဘူးလားဟေးကဘာကြီးမှာတို့မြန်မာလူတိတ်မလှဘူးလားဟေးသိကြတာပေါ့ခင်ဗျာဒါပေမဲ့ကဘာလေးစားကုန်လောက်တဲ့အလှမျိုးဖြစ်မယ်ဆိုရင်ပိုပြီးအကြဝင်မှလို့ထင်ပါတယ်ဟာဘယ်အမြင်တော့ပါလားကွယ်ဘွားတော်မစ်စေကောင်းတွေ့ပြီမင်္ဂလာရှိတဲ့အချိန်မှာတွေ့ရလို့ဘွားရဲ့တိမ်ရစက်ချောင်းလာဖို့ဘွားဖိတ်တယ်နော်ဟဲ့ညီလာစမ်းဒီမှာဘာလုပ်လဲကြည်စမ်းတေးစလုံးမင်းကငါ့ကိုမြင်နေလဲငါနဲ့ကိုရင်ပြီးပြီးသားကိုနင်းဆက်နင်းကဖွားခင်နဲ့အထူးထူလာတာပေါ့နင်းကမိတ်ဆက်ပေးရအောင်မယ်ဒါကဖုံးမိုးသွန်းနဲ့ပြင်သစ်မှာနေရလေဖုံးမိုးသွန်းကမြန်မာပြည်ပေါက်ကမြန်မာစကားလေးကျွမ်းတယ်တွန်းဟောတာဖွားခင်ရဲ့တူရီတော်မီတေးစာအောင်နဲ့ဟုတ်ကဲ့ကိုတေးစာတွေ့ရတာဝမ်းသာပါတယ်အဖွားရဲ့အလူရေသက်ချဖိတ်စာတော့မိနစ်တေးစာနဲ့ပဲပို့ခိုင်းလိုက်ပြီနော်နိုင်ငံခြားမှာရောက်နေတဲ့မြန်မာလူငယ်လေးတယောက်နေနဲ့မြန်မာပြည်မှာအလူတော့ရောက်ပြီးရှင်လို့လာခဲ့ပေါ့ဟေးကဘာကြီးရဲ့ဘယ်နေရာမှာရှိနေမြန်မာမှန်လို့ရှိရင်အမြဝေတဲ့ခါသားလူခေါ်တတ်ရမယ်နော်ကဲဖွာသမီးတို့လည်းပြန်ခွင့်ပြုပါဦးကုမ္ပဏီကပေးထားတဲ့တောင်းကိုကြည်အောင်ထမ်းရမှာဆိုတော့သူ့ကိုဆက်ပြီးတော့လမ်းညွှန်လိုက်ပါဦးမယ်ဟဲ့သမီးမမနဲ့ကိုလည်းပြောလိုက်ဦးနော်အလူကြမှာစုံမယ်လို့တတိယနေတော့နော်ဟုတ်ကဲ့လူကြလာကြလို့ပြောနော်ဟုတ်ကဲ့ပါအေးဘာတော့တော့မပြပါဘူးနော်ဘွားရဲ့အလူတဲ့တော့ကြိုးစားပြီးလာခဲ့ပါမယ်လာခဲ့နော်ဟုတ်ကဲ့ခုတော့မပြပါဘူးခင်ဗျခုလေးစားဟောသွားပြီနော်ဟုတ်တော့ပြန်ပြပါနောက်အိမ်အောင်ကြပြီးတော့မိုးကိုမိသားစုလိုက်ပြောင်းသွားကြတယ်မိုးကုတ်မှာဘသူမှကျိုးလို့မအောင်မင်းနဲ့တွင်းဟောင်းနေဘူးဈေးပေါ်ပေါ်နဲ့ဝယ်ခဲ့တာခင်ဦးညှိုးတဲ့နေရတူးလိုက်တိုင်းတန်ဖိုးကြီးရဲ့ယတနာကြီးထွက်တော့တာပဲတဲ့မိုးကုတ်တစ်မျိုးလုံးကအံ့ဩပြီးတော့ယတနာခင်ဦးဆိုတဲ့နာမည်ရလာခဲ့တယ်စီးပွားရေးအရန်တက်လာတဲ့အချိန်ကြာမှာခင်မွန်းတခါမှမသိငယ်ခဲ့ရဘူးမိဘတွေထားခဲ့တဲ့ကွက်လက်တွေကိုဖုန်းနဲ့ပွားလိုလေသေးမရှိအောင်ဖြည့်ဆွဲပေးနိုင်ကြပါတယ်
ဘယ်စကားစလိုက်စားလိုက်နောက်ဆုံးကြရလဲသူ့အဖိုးအကြောင်းဆိုဘူရာကြီးပဲစိုက်တော့တာပဲဘဝဝတ္ထုတစ်ပုဒ်ဆိုရင်အဲ့ဒီဝတ္ထုတွေကကိုယ်စိတ်အဝင်စားဆုံးနဲ့အလွှမ်းမိုးအခမ်းအဆုံးဆက်ဆောင်ပါအဖိုးပဲကိုတော့ဘယ်ထွက်သွားလဲတန်းစင်ကန်သွားပါတယ်ကိုသွန်းလက်နဲ့ဖြော်ထားတဲ့ကော်ဖီမလို့လားမသိဘူးရှင်လေးကိုနှွေးတာပဲအော်မင်းကကိုပြောနေတဲ့အလွန်တော်တဲ့ခိုက်ဆိုတာထင်တယ်ခိုက်ကတိတ်တော်လေးကိုမှခရီးအများရောက်နေတယ်ပေါ့မင်းကလမ်းညွှန်တာကိုသွားလိုက်ကိုကလမ်းညွှန်တာကိုပြေးလိုက်နေကိုခမဖက်ကိုမောနေရှာပြီအော်မင်းကအလုပ်တော်ကြိုးစားတယ်လို့ပြောတယ်အဲ့ဒါဆိုရင်တို့ကုမ္ပဏီမှာလာပြီးအလုပ်လုပ်ပါလားကျမတွေ့ရလူနဲ့ပေါင်းပြီးတော့ကျုံတဲ့အလုပ်ကိုထလုပ်တတ်တဲ့မိန်းမမျိုးမဟုတ်စိတ်မလောနဲ့ဦးလေကိုလက်အောက်မှာလှုပ်လို့မယ်ဆိုရင်အခုမင်းရနေတဲ့လာကထက်3ဆပို့ပေးမယ်10ဆပေးတယ်ကျမမလုပ်နိုင်ဘူးကျမအလုပ်တစ်ခုရဲ့တန်ဖိုးငွေနဲ့မဆုံးဖြတ်တတ်ဘူးအခွင့်အရေးဆိုတာထိုက်တန်တာထက်ပိုနေအန်ရကြီးရလို့ကျမမြင်တယ်အဆူလိုက်ကိုကမင်းကလေးတယောက်တည်းဟိုပြေးဒီပြေးဖတ်တီနဲ့သွားနေရတာတနာလို့ပါကိုညီပေးရတဲ့အတွက်လည်း thank you နော်မင်းကစေတနာတွေပို့တာနဲ့ကိုကူညီပေးနေရလဲသိပါတယ်ဒါမဲ့ကိုနဲ့တို့ရဲ့အတိုင်းတာကိုတော့မင်းသိထားဖို့လိုလိမ့်မယ်ကိုနဲ့တို့ကဟိုငယ်လေးရအကြောင်းနေပဲကိုဖိုးတို့ဖွားတို့က overseas သွားရင်တို့လက်ထဲကိုအိမ်တော့အပ်ခဲ့တာဟောမင်းသားလာပါပြီဖို့နေရောက်နေလားဟိုဟာဖျားသွားတဲ့ဝက်စားကြီးကနေရတဲ့တမျိုးဖြစ်နေလို့ဟာနေပေါင်းနင်းကဘယ်လိုပုံစံဖြစ်နေတာလဲရင်းနေဘူးလို့ရေးစိမ့်နေပို့ဒါငွေနင်းစားတဲ့တိတ်တော်တဲ့ကြိုက်လေဒါပုံကုန်ဘူးတဲ့နမဲကျော်မော်တဲ့ဖွဲ့ Invictus ကပိုင်ရှင်တရရရကြီးပေါ့သူကအလုံးမတိတ်တော်တာပြောလိုက်အောင်လေတုံးကိုလမ်းညွှန်တာလဲတိတ်တော်ပါတယ်လို့ဟုတ်ပါတယ်ဗျာနင်းစားတို့ကုမ္ပဏီနဲ့လည်းသူပဲဆက်သွယ်ပေးရလေလေဖွားသက်ထားနဲ့ဖုန်းရတယ်ဖွားသက်ထားကလေမန္တလေးကကိစ္စတွေကိုတဲ့မြန်ပြီးအောင်လုပ်ပြီးပြန်လာစေချင်ပြီတဲ့တုံးကတော့မပြောတာပို့ကိုလေ तू အားငယ်ချောင်းနေပြောလိုက်တာဒီလားအဲ့ဒါနဲ့လေပို့ကကြီးတခါလို့တုံးပြန်လို့ရှိရင်ပို့ပါလိုက်ခဲ့ပါမယ်လို့ပြောလိုက်တယ်တို့တော့မှဗီဇာချက်ခိုင်းထားလိုက်ပြီဖွားသက်ထားကလေနောက်တစ်ခုခိုင်းထားသေးတယ်ရေတခွန်တောင်ကဖုန်းကြီးကျောင်းကိုသွားပြီးတော့တဲ့ငွေလှူပေးပါတဲ့တုံးလိုက်ခဲ့ရမယ်နော်လိုက်မယ်မလားဖျားသွားကြောင်းတက်ဆိုတာတွေ့ရလူနဲ့မသွားတဲ့ဘူးလေသွားတိုက်တဲ့လူနဲ့ပဲသွားရတာ